အဲ့တော့မိဘရဲ့ကျေးဇူးဟာဒီ၃ခုလို့မြတ်စွာဘုရားဟောတာအာပါရကဆောင်းလျှောက်ခဲ့တယ်ပောဒကကျွေးမွေးတယ်ဣမတလောကသဓာတိတာတော့ဒီလောကကြီးကိုပြတယ်ဒီလောကကြီးကိုလာခွင့်ပေးတယ်ဟောဒီကျေးဇူး၃ခုဟာဆက်လို့ကုန်နိုင်မှာမလားလို့ဆိုစဉ်းစားကြည့်ရကိုကတုံ့ပြန်ပြီးတော့မိဘကိုဘာလုပ်လို့ရတော့ဆိုရင်မိဘကိုအိုမင်းမစွမ်းရှိလာတဲ့အခါမှာစောင့်ရှောက်လို့ရတယ်အာပါရကပြန်လုပ်လို့ရတယ်ပောဒကမိဘကိုကျွေးလို့ရတယ်တိတတ်တဲ့သားသမီးတွေမိဘကိုကျွေးမွေးစောင့်ရှောက်ထားကြတယ်စောင့်ရှောက်တယ်ကျွေးမွေးတယ်ဒီနှစ်ခုကိုဆက်လို့ရဆက်လို့မရတာဘာလို့ဆိုဒီလောကကြီးကိုလာခွင့်ပေးတယ်ဆိုတာကြတော့ဘယ်သူမှဆက်လို့မရမိဘသာလဲလှုပ်လို့ရတာဘာလို့ဆိုကိုကမိဘရဲ့နောက်မှာကိုကမွေးတာဟုတ်အဲ့တော့ဒီလောကကြီးကိုလာခွင့်ပေးတာကိုကမိဘကသာပေးတာကိုကမိဘကိုဒီလောကကြီးထဲလာခွင့်ပေးတယ်လို့ပြောလို့မရဒါကြောင့်ဒါကိုယဉ်ညွန့်ပြီးတော့လည်းဖြစ်နိုင်တယ်မိဘခြေစုကောင်းဆက်လို့မရဘူးဆိုတာတခြားနည်းတွေနဲ့အာပါရကဘောဓကဆိုတာအတုံးနဲ့လှုပ်ပေးလို့ရတယ်သို့သောဣမတလောကသဓာတိတာတော့ဒီလောကကြီးကိုပြတယ်ဆိုတာကြတော့ဒီဟာဘလုံးမပြန်ဆက်လို့မရမိဘဟာပထမဆုံးကိုယ်ပေါ်လှုပ်ပေးတဲ့ပုဂ္ဂိုလ်သားလေးဖြစ်တယ်ပေါ့အေးဒါကြောင့်မို့မြတ်စွာဘုရားကခြေအောင်ဆက်နိုင်တဲ့ဤတနည်းဆိုတာကိုဟောထားတာကတော့ဓမ္မနဲ့ဆက်မှခြေတယ်လို့ဒီလိုပြောတာဘာဖြစ်လို့တော့ဆိုရင်မိဘကလောကကြီးကိုပြတယ်ကိုကဓမ္မကိုပြတယ်ဟောမိဘကြောင့်ကိုဟာလောကကြီးနဲ့ဆုံတွေ့ရတယ်ကိုယ့်ရဲ့ခြေဆုကြောင့်မိဘဟာဓမ္မသိရှိရတယ်တရားတရားမရှိသေးတဲ့မိဘတရားတရားရှိသွားမယ်စွန့်ကြဲမှုမရှိတဲ့မိဘနှမျောတွန့်တူနေတဲ့မိဘနှမျောတွန့်တူမှုကင်းပြီးတော့စွန့်ကြဲမှုရှိသွားနိုင်အောင်ကိုချင်းသီလမရှိသေးတဲ့မိဘကိုချင်းသီလရှိသွားတယ်အသိပညာနည်းနေတဲ့မိဘအကျင့်သီလအသိပညာတိုးပွားလာအောင်လုပ်ပြီးမယ်ဆိုလို့ရှိရင်တော့ဒါမိဘတွေမလုံနိုင်တာကိုလှုပ်သည့်အတွက်ကြောင့်ခြေစုခြေတယ်လို့ဒီလိုဟောတာနော်ဓမ္မ